ကျောင်းကြီးမှာမိကူစကားပြောကြပြီးမှဖြစ်ပါရဲ့ရှင်ဆိုတော့ကျမဒီလိုမိန့်ခွန်းပြောရတဲ့အတွက်လည်းကျမကျေးဇူးအများကြီးတင်ပါရှင်ပထမဆုံးအနေနဲ့ပေါ့နော်2024-2025ပညာသင်နှစ်ရဲ့ပညာရေးစုံညီပွဲတော်အခမ်းအနားကြီးကိုအောင်မြင်အောင်ကျင်းပနိုင်အောင်ကူညီပံ့ပိုးပေးကြတဲ့ရမီရဖတွေကသက်ဆိုင်ရာလူကြီးတွေကနောက်စီးပွားရေးလုပ်ငန်းရှင်တယောက်ချင်းစီရောလည်းကျမကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ပြီးတော့ကျမတို့အနေနဲ့ပေါ့နော်ဒီ2024-2025ပညာသင်ကျောင်းကြီးကလည်းစကားပြောကြာလိုက်တာဟဲ့ဘာပြောနေလဲဟဲ့ကားကွက်တွေမေးမယ်နော်ကားကွက်တွေမေးမယ်နော်နင်စားနေတဲ့ကျောင်းတစ်ကျောင်းမှတ်မိရမလားနင်အရင်ဝင်ရမှာနော်ဆိုတော့အကြောင်းလည်းကျမတင်သိချင်လိုက်ထောင်နင်တို့ပြောကတော့ကျမတို့အမေဒီမှာဘာတော့ချိန်ကျမကျင်းပတော့မှာဆိုတော့အဲ့သိအောင်အောင်ချက်ကိုပေါ့နော်အဲ့ဒီပြေကုန်မယ်ကောင်းအောင်လူတစ်ထောင်မှာတစ်ထောင်လုံးအောင်ဆိုပြီးတော့ကျမတို့ငယ်ဆုံးသမီးငယ်ဆုံးစီဇန်လည်းအများကြီးဇာမသုံးကြောင်နောက်ပြီးတော့အခုကျမတို့ဒီ2024-2025ပညာသင်နှစ်ရဲ့ကာလမှာပေါ့နော်ကျမတို့ကျောင်းမှာရင်းလုံးအိမ်သာတွေလည်းစောက်ထားပါတယ်ပြီးကြတော့ကျမတို့မုံစီတန်းတွေပေါ့နော်ကလေးတွေမုံစီတန်းတွေကိုလည်းကျမတို့တန်းတန်းရှင်းရှင်းလေးဖြစ်အောင်ဆိုပြီးတော့စီမံခန့်ခွဲထားပါတယ်ရှင်အခမ်းအနားစီစဉ်3အရာလို့ရမီရဖတဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးမှဖြစ်ပါရဲ့ရှင်နင်တို့ဘာလဲငါတို့ကဘယ်တော့ကမှာလဲဒါပြီးနင်တို့ပဲနင်တို့ကမှာတော့ ready လုပ်တာခဏဒါမပြောနဲ့နင်တို့အကောက်ွက်တွေမေးကုန်မှာသွားဒါပြီးရင်လားဟောအေးဟုတ်မမေး okay ကျေးဇူးတင်စကားပြောကြားပေးပါတော့ရမီရဖတ်တူရာကျေးဇူးတူပဲတင်ရှိပါတယ်ရှင်ဆက်လက်ပြီးတော့အခမ်းအနားစီစဉ်၄အရာတာဝန်ရှိလူကြီးမင်းတဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားပေးမှာဖြစ်ပါရဲ့ရှင်နုဘာလဲနေမဲပြောတော့အစီအစဉ်ပြီးရင်ငါတို့ကားတော့မှာဆိုဒါပြီးရင်နင်တို့ပဲသွား ready လုပ်တာအော်ဒီစီစဉ်လားအော်ရောက်ပြီအေးဒါပြီးရင်နင်တို့ပါပဲဆိုတော့ဟာလိမ့်ကြလားသွားပြီမြန် okay မာပါတော့ sorry တကယ်ချင်း sorry okay တတ်ထိုင်ပြီမြန်နော် okay ဒီစီစဉ်ပြီးမှတဲ့ဟေးဒီစီစဉ်ပြီးမှတဲ့ကျေးဇူးတင်စကားပြောကြားပေးပါတော့သက်ဆိုင်ရာလူကြီးမင်းအားကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဟဲ့ပြီးပြီဆက်လက်ပြီးတော့ငါတို့ကားတော့မလားခန္ဓာစီစဉ်9အရာမူလတန်းကလေးတွေမှာတို့တော်ရွာဆိုတဲ့သရှင်လေးနဲ့ကပြဖျော်ဖြေမှာဖြစ်ပါတယ်ရှင်ဟမ်ဂရိတ်တမ်းမှမနုနုကကျောင်းတွင်အဆင့်ညဏစွမ်းရည်မှာပထမမြို့နယ်အဆင့်ညဏစွမ်းရည်မှာဒုတိယတိုင်းအဆင့်ညဏစွမ်းရည်မှာတတိယကျောင်းအဆင့်မြန်မာစာစာစီစာကုန်းမှာပထမမြို့နယ်အဆင့်စာစီစာကုန်းမှာဘွဲ့တူပုံလူတွေရတယ်တိုင်းအဆင့်စာစီစာကုန်းမှာတော့အခေါင်းမှာစက်မှမလားမသိဘူးရေးလို့ရှင်ဟုတ်ပါအမလီlegal စာရွက်ကိုလေး10ရွက်လောက်ထပ်ရမယ်သိလားသူ့ဘွဲ့တူကုန်ရေးရတယ်တလောကလုံးတူတော်ဆုံးမတ်အဆွေစုယူရန်စင်ပေါ်တို့ကြွပါရှင်ဟဲ့အဲ့ဒီယောက်ကဟဲ့စတုဒါစုရတာဟိုးရှင်းနေတင်ပါလေတခါမှစတုဒါစုဆိုတာမပြေဘူးတတိယနဲ့တင်ပြီးရဒီနေ့ကြတော့မှဟဲ့ဘာဒီချက်ခန်းဆောက်တူသွားပြီးစတုဒါစုစားရတယ်လည်းမသိဘူးအရှိဦးလားဟဲ့ကောင်မအရှိဦးလားဒီနားမှဒီကိုစုပေးမဲ့လူမတက်လာသေးဘူး
ရေဘူးပေးမှနေကိုရေဘူး ဟေးစတုတ်တာစုတဲ့ အဲ့ဒါဘာဖြစ်နေရဟမ်စောင်းကြီးဘွဲတော့ပြီးသွားရင်အခုချိန်ဒီပိုးမသေးသေးဘူးလားစောင်းကြီးဘွဲတော့မှတက်ကပါဟဲ့ဆိုတော့တရားမှတော်တော်မလုပ်ဘူးမပြီးသေးဘူးလားကလို့ပိုးမသေးသေးဘူးလားပိုးသိအောင်လုပ်ပေးရမှာထောက်စားဦးတွေဆရာမမိနာကိုချစ်လို့တဲ့ New Year လက်ဆောင်ထပ်ပို့လိုက်ပြန်ပြီဘယ်လိုလဲတော့မသိဘူးကျွန်တော်ကြည့်ပေးပါမယ်ခင်ဗျာ use နာဦးရင်မျိုးတော်อ่ะတဲ့ရန်ကုန်ကဖြစ်မှာဟိုးလာဘူးကူလားပါလေတော့မသိဘူးဒါပါလေးလဲဆိုတော့ဒီမှာအားလည်းအယုတ်တော့တိတ်တော့နားတယ်ဆိုတော့ဒါချက်โอ้ดูดูดิล่ะอ่ะปาလို့ရတယ်ဟုတ်လားဟောအယုတ်သေးပါအင်းချစ်စရာလေး so နောက်တစ်ယောက်ပေါ့နော်နောက်တစ်ယောက်ရှိသေးတယ်ယူရလာဆောင်အမလီယာဒါပဲဘူးရင်းလားဒီနေ့တော့ပြန်ရှင်းပြနေတယ်ခမားလေးရှင်းအားရတဲ့နေငါတဲ့အောင်လို့ဒီလိုဆောင်โอ้ so ကျေးဇူးအများကြီးတင်ပါတယ်လက်ဆောင်ပေးတဲ့အတွက်တီးတီးမွေးနေပါ